အခေ၍သာကျမတို့ဆုံးဖြတ်ချက်တစ်ခုကိုပြင်ဆင်ခွင့်ရခဲ့မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ။ခေ၍သာဘဝရဲ့ရွေးချယ်မှုတွေကိုပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ။ခေ၍သာကိုယ့်ရဲ့စူးစမ်းလိုစိတ်တွေကိုဖွင့်ပေးခဲ့မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ။ကျမတို့ဟာခေ၍သာဆိုပြီးအတိတ်ကအရာတွေကိုပြောင်းလဲဖို့ကြိုးစားနေခဲ့ကြပါတယ်။အခုချိန်ကအကောင်းဆုံးချိန်ဆိုရင်သင်ပါကိုရွေးချယ်မလဲစဉ်းစားကြည့်ပါ။အတိတ်ရဲ့တွေးပုံတွေကနေပြောင်းလဲနိုင်စေဖို့coaching session လေးတွေမှာဆွေးနွေးပေးနေပါတယ်။ coaching ဆိုတာကိုယ့်ရဲ့အတွေးတွေကပိတ်နေတဲ့ရှေ့ကိုမရောက်နိုင်တဲ့ຢာတွေကိုတွေးတွေကိုပြန်လည်ဖြေရှာပေးတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။